ကိုဝင်ဆောင်စင်မှာသပင်အကျွတ်နဲပြီးတော့ကလေးမွေးပြီးတဲ့အခါမှာသပင်တွေအရင်ကချက်အရန်ကိုမှပိုကျွတ်ရတဲ့အကြောင်းလေးတွေကိုကိုရီဖြစ်ရလေးနဲ့ရှင်းပြီးတော့ပြောပြပေးမယ်နော်။တိုင်းကဒီလောက်ထိတောင်မှကျွတ်ခဲ့တာကြောင့်မလို့ပေါ့နော်။တေချာလေးပြောပြပေးမယ်နော်။ကိုဝန်ဆောင်တဲ့အချိန်မှာဘာကြောင့်သပင်ကမကျွတ်တာလဲဆိုရင် estrogen ဟော်မုန်းကအရန်ကိုမြင့်တက်နေတယ်။မြင့်တက်နေတဲ့အခါကျသပင်တွေမကျွတ်အောင်လို့မို့သူကထိမ့်သိမ်းချပေးနိုင်တယ်။နောက်တစ်ခုကတို့တွေက OG FB ကိုဝင်ရှိပြီးစသိပြီဆိုတာအမှဆိုလို့ရှိရင်ကိုဝင်စရှိတာသိတာလေအချိန်၄ဘက်လောက်ကစသိတဲ့အခါကျ OG ကဘာလဲဆိုတော့ဆေးပေးတဲ့ထဲမှာ omega 3ပေးတယ်နောက်ပြီးတော့ folic acid ပေးတယ် zinc တွေပေါ့နော်ဒါမျိုးတွေကလည်းသပင်မကျွတ်အောင်လို့မို့ထိမ့်သိမ်းထားနိုင်တယ်။မွေးပြီးတော့ဘာကြောင့်ကျွတ်တာလဲဆိုတာကိုဆက်ပြောပေးမယ်။ကိုဝင်ဆောင်တော့က estrogen ဟော်မုန်းကအရန်မြင့်နေတယ်။မွေးပြီးတဲ့အခါမှာသူကဖြည်းဖြည်းချင်းနဲ့ကျသွားတဲ့အခါမှာဖြည်းဖြည်းချင်းဒါမှမဟုတ်ရင်ရုပ်တရက်ပေါ့နော်အရန်နေကျွတ်လာတယ်။အဲ့လိုတွေကျွတ်လာပြီးဆိုတာကလေအဲ့တစ်ချက်ထဲကြောင့်မဟုတ်ဘူးနောက်တစ်ချက်ရှိသေးတယ်ဗာလဲဆိုတော့အေးရေးပြက်တာနော်ကလေးကိုပြုစုရတာကြောင့်မလို့စိတ်ဖိစီးမှုများတာဒါတွေကြောင့်မို့လို့လဲကျွတ်နိုင်တယ်။နောက်တစ်ခုကစားတောက်ပေါ့နော်အစားတောက်ကကွယ်နိုးတိုက်မိခင်ဆိုတာကကလေးအတွက်ပါစားတောက်ပေးနေတာဖြစ်တဲ့အတွက်အရင်ပုံမှန်ထက်ကိုအာဟာရဓာတ်တွေပိုလိုအပ်တယ်အဲ့တော့အေးရေးပြက်တာတွေစိတ်ဖိစီးများတာတွေနောက်တစ်ခုကအစားအတောက်တွေကိုအထူးဂရုစိုက်ပေးဖို့လိုပါတယ်ရှင်လိုမျိုးကလေးမွေးပြီးတော့ကျွတ်တာပေါ့နော်ဆေးပညာအရာ postpartum alopecia လို့ခေါ်ပါတယ်ရှင်အဲ့လိုတွေဖြစ်လာပြီဆိုလို့ရှိရင်ဘာလို့သိလဲဆိုတာကိုပြောပြပေးမယ်ဘာလို့လဲဆိုတော့ကိုတွေ့ပေါ့နော်ကိုတွေ့ဟာစီကန်းနေပါလိပေါ့နော်ကလေးနဲ့ပတ်သက်ပြီးတော့ကာကွယ်ဆေးထိုးတာပဲဖြစ်တစ်ခုခုသွားပြီဆိုလို့ရှိရင်တချို့ကွာကလေးမိခင်နေဆိုအရန်ကိုဥယျာဉ်ပြားကြီးကိုပေါ်တဲ့အထီကိုအကွက်လိုက်ကြီးကိုကျွတ်နေပြီအမကြီးမှာ customer တယောက်ဆိုရင်အဲ့လိုပဲကျွတ်လို့မို့ဆိုပြီးလာပြဘူးတဲ့တကယ်အဲ့လိုမျိုးတွေဖြစ်နေပြီဆိုလို့ရှိရင်ပစ္စည်းကောင်းနေကောင်းပါတယ်ဆိုတာကိုလိုက်သုံးမဲ့အစားအိမ်မှာဘလို့ပြုစုကြမလဲဆိုရင်ဒီခေါင်းလျှော်ကနီးမှာဆိုလို့ရှိရင်ဥယျာဉ်ပြသွေးလက်ပတ်မှုအားကောင်းအောင်နှိမ့်နေပေးတာမျိုးပြီးလို့ရှိရင်တဘာဝပစ္စည်းလေးတွေကိုပဲသုံးပေးတာမျိုးခက်မကက်များတာတွေသွားမသုံးနဲ့ပို့ဆိုးသွားလိမ့်မယ်နောက်တစ်ခုကကလေးမိခင်ဖြစ်တဲ့အတွက်ကြောင့်မလို့အာဟာရတက်ညတာစွာစားသုံးပေးရမယ်နောက်တစ်ခုကဒီကျွန်တော်တို့ OG တွေဆိုလို့ရှိရင်ပြောတယ်ကလေး6လအထိကိုဝင်ဆောင်အားစေးတောက်ပေးပါဆိုတာကိုအမြဲတမ်းပြောပါတယ်တချို့လည်းပြောချင်မှပြောလိမ့်မယ်ကျွန်တော်တို့ OG ဆိုရင်တော့ပြောတယ်6လအထိကိုဝင်ဆောင်အားစေးတောက်ပေးဘာကြောင့်လဲဆိုအဓိကအဲ့ထက်မှာဆိုရင် omega 3ပါလို့အဲ့ဒါလေးတွေကိုလည်းအဆင်ပြေမယ်ဆိုရင်တော့တောက်ပေးစေခြင်းနဲ့အာဟာရမျှတော့စားမယ်အရေးကြီးဆုံးအချက်ကတော့ဒီခေါင်းလျှော်ကနီးမှာနှိမ့်နေပေးတာမျိုးစပင်းတွေကိုကြမ်းတမ်းစွာဖိတာတွေကိုင်တာတွေကိုလည်းယူဆိုင်ပေးရမယ်တင်းကျပ်စွာဖိနှောင်ထားရလည်းမလုံးနဲ့ဒါစပင်းကျွတ်တာတွေအတွက်အဓိကပေါ့နော်အဲ့တော့ကျွတ်တာအတွက်ကတချို့ကခေါင်းလျှော်ရည်သုံးတာနဲ့လည်းတက်တာသွားတာလားလို့မေးတယ်မဟုတ်ဘူးအဓိကကျန်းမာရေးစိတ်ခံစားချက်နေထိုင်စားသောက်မှုပုံစံဒါတွေကလည်းအရန်ကိုမှအရေးကြီးပါတယ်ရှင်နို့တိုက်မိခင်နဲ့မဟုတ်ဘဲနဲ့တခြားသပင်ပြဿနာရှိနေတယ်ဆိုလို့ရှိရင်ပေါ့နော်ကိုသိကျင်တာလေးတွေကိုအသေးစိတ်ပြန်လဲပြီးတော့ဖြေချပေးပါမယ်သိကျင်တာရှိတယ်ဆိုရင် comment မှာမှတ်ထားကြလို့ရပါတယ်ရှင်